အားလုံးပဲမင်္ဂလာပါဒီဘွားယုံကြည်ပိုက်တဲ့မြို့မင်းသင်ကလုံဆောင်ချက်လေးတစ်ခုရှိတယ်ပေါ့အဲ့ဒီလုံဆောင်ချက်လေးတစ်ခုရှိတာကတော့ဒီကျွန်တော်တို့ဒီဟွာပေါ့နော်ဒီ17လပိုင်း16ရက်နေ့ကနေမှဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လေးကဒါကျွန်တော်တို့ဟွာပေါ့ဗျာအသင်းဝင်တယောက်ရဲ့ဟွာပေါ့ကျမ်းမာရေးပဲပြောရမှာပေါ့နော်ကျွန်တော်တို့ဘွားယုံကြည်ပိုက်တဲ့မြို့မင်းအသင်းဝင်တယောက်တူကျမ်းမာရေးဖြစ်ပါတယ်လို့ဒီအမီကတော့ကိုဖိုးစော်ခေါ်ကိုထွန်းနိုင်ဖြစ်ပါတယ်လို့အမီကတော့ကိုဖိုးစော်ခေါ်ကိုထွန်းနိုင်ဖြစ်တယ်အဲကိုထွန်းနိုင်ကနေပြီးတော့ရှိပေါ့နော်ဒီပေါင်းလောင်း18ကိုနေလင်းစိုးရဲ့ဂျပန်မြန်မာလက်နေအကျိုးမြင့်ခန်းမှာရုတ်တရက်ပေါ့နော်ရုတ်တရက်ဒီကျောင်းစလစ်ပြင်ပေါ့အောက်မှာပြောမစတော့ဒီကျောင်းစလစ်ပြင်မှာချိုလဲသွားတာဗျာချိုလဲသွားတာကသူကဝေနာကြီးသွားတယ်လို့ဆိုရမှာပေါ့ဝေနာကြီးမမဖြစ်သွားတယ်လို့ဆိုလို့ရတယ်အဲချိုလဲပြီးတော့သူကသွားဖို့လာဖို့ခက်ခဲသွားတာဆိုတော့ဥမာလေပြန်းကျင်တယ်လို့ဖြစ်သွားတာပေါ့နော်လေပြန်းသွားတယ်လို့ဖြစ်သွားတယ်အကျော်ကတ်တဲ့အနေထားအကျော်ဆွဲသွားတဲ့ပုံစံမျိုးဖြစ်တာပေါ့ဖြစ်တော့ကြကျွန်တော်တို့ဒီလမ်းလျှောက်ဖို့သွားဖို့လာဖို့ပြောမစတော့ဒီဂျပန်မြန်မာလက်နေကိုလောလောဆယ်ကြီးကျွန်တော်ကအကျော်ပြင်ပေးဖို့ခက်သွားတယ်ပေါ့နော်ပြောရတော့သူပိုင်းကိုယ့်ကိုအလုံးမလုံးနိုင်တော့ဘူးပေါ့နော်လုံးမလုံးနိုင်တာပေါ့အလုံးမလုံးနိုင်ခဲ့ဘူးပေါ့လုံးမလုံးနိုင်တဲ့ကူတာ16ရက်နေ့ကလေးကနေမှဒါဆိုတော့ဒီဟိုပေါ့နော်အခုဒီဇင်ဘာဒီကနေ့ဆိုတော့9ရက်ရှိသွားပြီပေါ့နော်အဲ့တော့ဟိုပေါ့19ရက်လောက်တော့ရှိပြီပြောပါတော့19ရက်လောက်တော့ဒီလုံးမလုံးနိုင်ဘူးလောက်ကလုံးဝကိုဒီလုံးလို့မရသေးဘူးပေါ့နော်အဲ့တော့လုံးမလုံးနိုင်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခက်ခဲတယ်ပေါ့ခက်ခဲတာဖြစ်တော့ဘွားယုံကြည်ပိုက်တဲ့မြင်တင်ကကျွန်တော်တို့အသင်းသားလေးဖြစ်တဲ့အတွက်ရတဲ့ရတိုက်တဲ့အခွင့်အရေးတွေကိုကျွန်တော်တို့မလွဲမသွေပြေးစွမ်းရမှာဖြစ်တဲ့အတွက်လေအဲ့တော့ဒီကိုဘိုးစော်ကိုဘွားယုံကြည်ပိုက်တဲ့မြင်တင်ကနေမှတသိန်းချက်တိတိထောက်ပံ့ပေးနိုင်ခဲ့ပါတယ်လို့တသိန်းချက်ဆိုတာကတော့ဒီကျွန်တော်တို့လူရှင်တွေပါတယ်ပေါ့နော်လူရှင်တွေပါတယ်ဒီဟိုအသင်းရဲ့ရမုံငွေက9000ပါတယ်ပေါ့ဗျာအသင်းရဲ့ရမုံငွေ9000ပါတယ်အဲ့တော့ကျန်တဲ့ကတော့ကျွန်တော်တို့အလူရှင်စည်ရင်းပါမယ်ပေါ့အလူရှင်စင်းလေးတွေပါတယ်အသင်းရဲ့ရမုံငွေက9000ကျပ်ဘွားယုံကြည်ရမုံငွေတွေကကျွန်တော်9000ကျပ်ထောက်ပံ့ပေးတယ်ဒါပေမဲ့အလူရှင်တွေပြင်ပအလူရှင်တွေကတော့ကျွန်တော်တို့တွေပဲပေါ့ဗျာဒီအသင်းရဲ့တာဝန်ခံတွေအများစုကျွန်တော်9000ကျပ်သူ့ကိုထောက်ပံ့ပေးခဲ့တယ်ပေါ့အဲ့တော့အလူရှင်တွေက9000ကျပ်နဲ့ဒီအသင်းကဟိုပါပေါ့9000ကျပ်ဆိုတော့တသိန်းကျပ်တိတိကိုဘိုးစောကိုထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်လို့တကယ်လို့ဒီထောက်ပံ့ပေးတဲ့ကမှာကျွန်တော်တို့ကအသင်းသူတင်သားလည်းဖြစ်တဲ့အတွက်လက်ရှိအလုပ်လုပ်ကင်ဖို့ဆိုတာလည်းခက်သွားတာပေါ့နော်လေပြားလို့ဖြစ်သွားတာဆိုတော့ဒီဒါကျွန်တော်မလွဲမသွေသူ့ရတဲ့အခွင့်အရေးဆိုပြီးမှဒါကျွန်တော်မလွဲမသွေပေးရမှာဖြစ်တဲ့အတွက်လေမြည်သည့်အသင်းသူတင်သားမျိုးမဆိုဒါကျွန်တော်ဒီလိုမလွဲမသွေကိစ္စဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ကဒါပေးစွမ်းသွားမှာဖြစ်ပါတယ်လို့ဒါဒီလိုပဲလုပ်ပေးရတာဖြစ်တဲ့အတွက်ဒါဒီအသင်းရဲ့ရမုံငွေတွေကကျွန်တော်9000ကျပ်နဲ့စုစုပေါင်းတသိန်းကျပ်ပေါ့ဗျာအခုဒါ17လပိုင်းဒီဇင်ဘာ3ရက်နေ့ညဒါချိန်မှာကိုဖိုးစောကိုလွှဲပေးနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်